18ပေ45ပေနှစ်ထပ်အိမ်တစ်လုံးကိုအမိုးဆက်လက်နဲ့စောက်ရင်ခန့်မှန်းဘယ်လောက်ကုန်မလဲဆိုတာလေးကိုပြောပြပါမယ်ပထမအဆင့်ကတော့ architecture drawing ဆွဲရပါမယ်ဒုတိယအဆင့်ကတော့ swine desk နဲ့ structure design လုပ်ရပါမယ်တတိယအဆင့်ကတော့ကုန်ကျစရိတ်ကိုအသေးစိတ်တွက်ချက်ရပါမယ်အသေးစိတ်မတွက်ခင်ကြိုတင်ခန့်မှန်းချင်ရင်တော့ BAE နဲ့မြောက်ကြည့်လို့ရပါတယ်အဲ့တော့ BAE နဲ့မြောက်တာကလည်းတရွာတပုတ်ဆန်းဆိုလိုမျိုးကုမ္ပဏီတစ်ခုနဲ့တစ်ခုနဲ့တော့မတူပါဘူးအခုကတော့ client တွေကဒီ budget ကိုကြိုတင်ခန့်မှန်းမှာဖြစ်တဲ့ကြောင့်မို့လို့ပိုတတာလေးကိုခန့်မှန်းပေးပါမယ် foundation ကတော့18ပေ45ပေအိမ်တွေကအများစုက street food တွေဖြစ်ဖို့များပါတယ်ဒါကြောင့်18 45ကို90ရာခိုင်နှုန်းထည့်ပြီးတော့960 square feet ထည့်ထားပါတယ်ပြီးတော့ ground floor က18 45 first floor က18 45ပြီးတော့အမိုးစလက်ဖြစ်တဲ့ကြောင့်အမိုးစလက်ပေါ်တက်ဖို့အတွက်လေကအိမ်လေးလည်းရှိပါမယ်အဲဒါ18 45ကိုလေကအိမ်စာလေးနဲ့အမိုးစလက်စာလေးအတွက်ဆိုပြီးတော့90ရာခိုင်နှုန်းလေးထည့်ထားပါတယ်ဒါဆိုရင်435 square feet ဖြစ်ပါတယ်total ၄ခုပေါင်းလိုက်တော့2590 square feet ရပါတယ်အကျန်းတယ်မှာ HRB လေးရ original နဲ့ဆိုရင်2590 square feet ကို8000ခွဲလောက်ခန့်မှန်းမိထည့်လိုက်ပါတယ်အဲ့တော့2590ကို8000ခွဲနဲ့မြောက်လိုက်ရင်2200နဲ့3သိန်းကျပါတယ်အကယ်၍အချောတယ်ကိုဆက်ပြီးခန့်မှန်းခြင်းနဲ့ဆိုရင်အကျန်းတယ်ရဲ့90ရာခိုင်နှုန်းထည့်လိုက်ပါတယ်ဒါဆိုရင်2200နဲ့3ကို80နဲ့မြောက်လိုက်တဲ့အခါ1542သိန်းရပါတယ်နောက်ခုပေါင်းလိုက်တော့3945သိန်းရပါတယ်ဒီရဲ့ခန့်မှန်းချက်တွေကတော့မှန်ချင်မှလည်းမှန်ပါမယ်ဘာဖြစ်လို့လဲဆိုတော့သူကအသေးစိတ်မတွက်ရသေးတဲ့အတွက်ကြောင့်ပါအသေးစိတ်တွက်ချက်လိုက်တယ်ဆိုရင်တော့အသေးစိတ်ပေါ့နော်ကုန်ကျစရိတ်အသေးစိတ်တွက်ချက်လိုက်ရင်တော့ဒီ3945သိန်းထက်လည်းနည်းရင်နည်းပါပဲ3945သိန်းထက်လည်းများရင်များပါမယ်နောက်ထပ်တစ်နည်းကတော့18 45အမိုးစလက်နဲ့ပေါ့နော်နှစ်ထပ်ဆို18အမြောက်45ပဲနှစ်နဲ့မြောက်ပြီးတော့ square feet ကို1620 square feet ရပါတယ် square feet ကနည်းတော့တာဖြစ်တဲ့ကြောင့်မို့လို့ HRB လေးရ original နဲ့သုံးမယ်ဆိုရင် PAE နှုန်းကတော့ပို့ပြီးတော့မြင့်ထားပါတယ်1620ကို PAE 3,400နဲ့မြောက်လိုက်တော့3,200ဝန်းကျင်ကျပါမယ်ဒါကတော့ square feet ကိုနည်းသွားတဲ့အတွက်ကြောင့်မို့လို့ PAE နှုန်းမြင့်သွားတာပါဒါကတော့ square feet များသွားတဲ့အတွက်ကြောင့် PAE နှုန်းကတော့နှိမ့်သွားတာပါဒါကို client တွေကရှင်းရှင်းလင်းလင်းနားလည်ဖို့လိုပါတယ်အဲ့ဒါကဘာကိုပြောပြချင်တာလဲဆိုရင်တိကျတဲ့ကုန်ကျစရိတ်ဆိုတာ BAE နဲ့တွက်လို့မရဘူးဆိုတာကိုပြောပြရခြင်းဖြစ်ပါတယ်ဒီဒေး PGU နဲ့တပတ်အတွင်း data box ဈေးပေါ့ဒီဒေး PGU နဲ့တပတ်အတွင်း data box ဈေးမန္တလေးမှာဆိုရင်မန္တလေးရဲ့ data box ဈေးရှိမယ်ရန်ကုန်မှာဆိုရင်တော့ရန်ကုန်ရဲ့ data box ဈေးရှိမယ်အဲ့လိုပဲနယ်မှာဆိုရင်လည်းနယ်မှာဖြစ်နေတဲ့ data box ဈေးရှိပါတယ်အဲ့တော့အဲ့ data box ဈေးမှာဆိုလဲတပတ်ကိုတစ်ချိန်ပြောင်းလဲနေတာဖြစ်တဲ့ကြောင့်မို့လို့ဒီ day PGU ရရင်တောင်မှတပတ်အတွင်း data box ဈေးကလွဲတယ်ဆိုရင်မှားနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီ day PGU နဲ့တပတ်အတွင်း data box ဈေးကိုမြောက်လိုက်တဲ့အခါမှာဒါဒီ day ကုန်ကျစရိတ်ကိုထွက်လာမှာဖြစ်ပါတယ်အခုဆိုရင်18ပေ45ပေနှစ်ထပ်အိမ်တစ်လုံးကရန်ကုန်မြို့မှာဆိုရင်တော့အပြီးအစီးသိန်းပေါင်း3900ပေါ့3000ကျော်လောက်ကုန်ကြမယ်ဆိုပြီးတော့ခန့်မှန်းခြေအဖြစ်ထွက်ပါတယ်ပေါ့နော်ထွက်ပါတယ်ဒါပေမဲ့ရန်ကုန်မှာ3000ကျော်ဆိုပေမဲ့မြစ်ကြီးနားမှာဆိုရင်တော့3000နဲ့မရတော့ပါဘူးဘာလို့လဲဆိုတော့ data box ဈေးကများတဲ့အတွက်ကြောင့်ပါအဲ့လိုပဲမန္တလေးမှာဆိုရင်တော့ဒီလောက်ကြချင်မှကြမှာပါဘာဖြစ်လဲဆိုတော့သူ့ရဲ့ပစ္စည်းဈေးနှုန်းတွေကရန်ကုန်ထက်ကိုတက်တာလို့ပါဒါကြောင့်မို့လို့ဒီ day BOQ ကိုတွက်ချင်တဲ့လူတွေဒီ day BOQ ကိုလိုချင်တယ်ဆိုရင်တော့ညီမရဲ့ video file လေးအောက်မှာ video ဆိုပြီးမှတ်လို့လည်းရပါတယ်ပြီးရင် messenger မှာလာပြီးတော့ BOQ ဆိုပြီးတော့မှတ်လို့ရပါတယ်ညီမကတော့ Lucky Dam Construction ရ messenger ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်